တေတကားဆရာတော်ဘုရားကြီးအောင်မှုထား၍ကမ္ဘာမြစ်တာကမ္မထာနှင့်ဘောဓိညောင်ဆယ်ပင်တပိသားသမီးတို့ကနိုင်ငံတော်ပရိယတ်တိကာလနာတက္ကသိုလ်ရန်ကုန်ရှိတင်ကြားစီမံဆရာတော်ကြီးများနှင့်ဒါသေနာသံဃာတော်ယံဝတ္တနမောတတ္တဗုဒ္ဓောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုစုအထောရသောဝါစုသေနလူတတ်ခြင်းနဝကမ္မလူတတ်ခြင်းစီစဉ်6ရနိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်ရန်ကုန်တင်ကြားစီမံဆရာတော်များနှင့်စာသင်သားသံဃာတော်တို့အားဝါဆိုသင်္ကန်းစက္ကလူလန်းခြင်းနှင့်နဝကာမလူတော်ဝင်များဘုရားသာသနာစီရန်တေတ္တုဘုရားသာသနာစီရန်တေတ္တုဘုရားသာသနာစီရန်တေတ္တုတာဝန်ရှိပုဂ္ဂိုလ်များမှဒီကံမှာဆောက်လာမှပြန်လေအကြည့်တော့မှဖြစ်ပါလို့များတို့ပါ၍တာဝန်ရှိပုဂ္ဂိုလ်များကကြိုတင်ပြင်ဆင်စက္ကန့်